အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြမယ့်အကြောင်းအရာကတော့မိမိရဲ့ game account ဟာ Japan region ဖြစ်မဖြစ်ပြန်စင်နေလေးပဲဖြစ်ပါတယ်။ဘာကြောင့်ဆေးရလဲဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ Japan region coin တွေဝယ်ခြင်းနဲ့အနေထားမှာကိုယ့်ရဲ့ account က Japan region ဖြစ်နေမှရပါမယ်။ဆိုတော့ဒီစင်နေလေးကိုစားသုံးကြည့်ပေးဖို့မျှော်လင့်ပါတယ်ဗျ။ဆိုရင် video လေးကိုစားရအောင်ကျွန်တော် region ဆက်ဖို့အတွက်အရင်ဆုံး gain နဲ့ဝင်လိုက်ပေါ့နော်ပြီးလို့ရှိရင် user personal information နဲ့ဝင်လိုက်ပါအခုလိုမျိုးလေးဒီ user ID ပေးထားမယ် country region ပေးထားမယ်ပေါ့နော်country region နေရာမှာကျွန်တော် Japan ဆိုလို့ရှိရင်เนาะဒါကိုယ့်ရဲ့ gain account ထဲမှာ in gain ထဲမှာပေါ့နော် Japan လည်းဖြစ်ထားပြီဆိုတာသိချသွားပါပြီအချက်ကျွန်တော်ပြန်ပြပေးမယ်เนาะ user information ပြီးရင်ဒီမှာ country region Japan အဲဆိုလို့ရှိရင်ကျွန်တော်ပထမအချက်ပြီးသွားပြီဒီ website မှာစင်လေးကိုပြောပြပေးပါမယ်အမအဆုံးအနေနဲ့ကျွန်တော်တို့ဒီ main phone မှာရှိတဲ့ browser တစ်ခုခုကနေပေါ့နော်ကျွန်တော်ကတော့ Chrome browser သုံးထားတယ် browser ကနေ konami.net ဆိုပြီးတော့မှရိုက်ရှာလိုက်ပါအခုလိုမျိုးလေးကြားလာပါလိမ့်မယ်အဲ့ဒီလိုမျိုးကြားလာပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ game account လေးကို login ဝင်ပေးရမှာပဲဖြစ်ပါတယ်ဒါကတော့ konami ရဲ့ official website ပေါ့နော်အရင်ဆုံး login ဝင်ရပါမယ်Okay ကျွန်တော် login ဝင်ရမယ့်နေရာရောက်ပြီဆိုလို့ရှိရင်တော့ဒီမှာနှမျိုးပြထားပြီး register နဲ့ login ကျွန်တော်တို့က account ရှိပြီးသားဆိုတဲ့အတွက်ကျွန်တော် login ကိုတစ်ချက်နှိပ်ပါမယ်ဒီနေရာမှာတော့ password တွေပါမှတ်မိမှရပါမယ် password မမှတ်မိဘူးဆိုရင်တော့အဆင်မပြေပါဘူး Okay ဒီနေရာရောက်ရင်ကိုယ့်ရဲ့ email address gmail address လေးထည့်ပေးပါနော်ကိုယ့်ရဲ့ gmail ထည့်ပြီးဆိုရင် password ထည့်ရပါမယ် password ကတော့ကိုယ့်ရဲ့ game မှာပေးခဲ့တော့ password လေးထည့်ပေးရမှာပဲဖြစ်ပါတယ် Okay password ထည့်ပြီးအောက်ကမှာ sticker ရုပ်ပုံလေးနဲ့ပြထားတာရှိတယ်အဲ့ဒါကတော့ဒီသူက character လေးတူအောင်ရွေးပေးရမှာပေါ့နော်အခုလိုမျိုးလေးပြထားတဲ့အတိုင်းရွေးပေးလိုက်ပါတယောက်နဲ့တယောက်ကတူချင်မှတူမှာပါဒီက character တူအောင်ရွေးပေးလိုက်ရင်ရပါပြီဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ account ဝင်တာရရှိသွားပြီနောက်ဆုံးအနေနဲ့ကိုယ့်ရဲ့ account ကိုJapan region ဖြစ်မဖြစ်စစ်မယ်ဆိုလို့ရှိရင်တော့ new တွေကိုတွားမယ်ပြီးရင်ကျွန်တော် personal information တွေကိုတစ်ချက်ဝင်လိုက်ပါမယ် Okay ဒါမျိုးလေးဒီနေရာမှာ country region နေရာမှာ Japan လို့ပြထားရင်ဒါကိုယ့်ရဲ့ account က in game မှာရော website မှာ Japan region ဖြစ်တယ်ဆိုတာလုံးဝသိချသွားပါပြီဆိုလို့ရှိရင်ကျွန်တော်ဈေးသစ်သားရဲ့ Japan coin တွေကိုဝယ်လို့ရမှာပဲဖြစ်ပါတယ်Japan coin ဝယ်နည်းကိုတော့ကျွန်တော်ရဲ့ channel ထဲမှာတင်ပေးထားတဲ့အတွက်ဝင်ရောက်ကြည့်ရှုလေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေဗျအားလုံးကိုကျေးဇူးတင်ပါတယ်